ဒါကတော့အိမ်မှာအပြင်းပြေဖုတ်စားတဲ့ကိတ်မုံလေးဖြစ်ပါတယ်ချီပွန်ကိတ်လေးဖြစ်ပါတယ်အိမ်မှာနေဆိုင်ပေါ့နော်ဒီမှာအကြီးလည်းရောက်နေတော့မောင်လေးလည်းရောက်လာပြီးတော့မုံဖုတ်ကြည့်တာပေါ့ဒါကတော့အပြင်းပြေဖုတ်စားတာပေါ့နော်ဒီလိုပဲအပြင်းပြေပေါ့နော်ရုပ်ဆိုးဆိုးလေးဖုတ်စားတာပေါ့နော်တားပြီးတော့ရုပ်ချောအောင်လုပ်မထားဘူးရုပ်ဆိုးဆိုးလေးဖုတ်စားတာပေါ့ချီပွန်ကိတ်ကတော့တည့်ရတိုင်းပဲဖိလိုက်ပြီဆိုလို့ရှိရင်သူကပြန်ပြီးတော့ကြွလာတာပေါ့နော်ခေါင်းမာတာပေါ့သူကခေါင်းမာတယ်ပေါ့သူကခေါင်းမာတယ်ဆိုတော့ဘလောက်ပဲဖိနေပေါ့သူကငကိုတိုင်းလေးပြန်လှအောင်လေးနိုင်နေဆိုတဲ့သဘောပေါ့နော်ချီပွန်ကိတ်ကလေးကိုစားပြီးတော့အခက်ခဲလေးတွေကိုကြုံနေရတဲ့အခက်ခဲလေးတွေပေါ့နော်ချီပွန်ကိတ်ကလေးကိုနမူနာယူပြီးတော့ပြန်လှအောင်ပြည့်ရဲ့တဘာဝလေးရပေါ့နော်လုံးဝခွာလိုက်တာကျစားလို့ရပါတယ်ချီပွန်ကိတ်ကဒီလိုအစအနာမထုတ်ဘူးအစအနာမထုတ်ဘဲနဲ့မသူရှင်တော့ရပြည့်အစအနာမထုတ်ဘဲနဲ့အလွားလိုက်ကလေးခွာလို့ရတာချီပွန်ကိတ်ရဲ့ဟိုပလိုက်တာဒါပူလောင်လောင်နော်ဒါကိတ်မုံပူလောင်လောင်ဖုတ်စားရပါနော်လုံးဝပူလောင်လောင်အာဗန်နဲ့ထုတ်လာတယ်တခါတော့စိတ်မရှိတော့အေးမခံမနဲ့ပကံလေးနဲ့တခါတည်းလုံးဝအစအနာမထွက်တဲ့ချီပွန်ကိတ်လေးပါနော်သူကစားလိုက်မယ်ဆိုရင်အနံ့လေးရလေမွေးပြီးတော့ဒါ strawberry flavor လေးနဲ့လုပ်ထားတာကို strawberry jam လေးတုပ်ပြီးတော့ပေါ့နော်ကဲဒါ strawberry ယိုမမ strawberry အဆက်နော် strawberry ယိုအဆက်ကိုထည့်လိုက်ဖြစ်တယ်အဲ့ဒီမှာ strawberry အသီးလေးပါရင်ယူလိုက်ပါအောင်အဆက်မှန်တိတောင်းလေ strawberry တီးရတယ်ပြောရင်ဆိုရင်ရှားမတွေ့ပြည့်အပြင်းကြီးတွေ့ပြီဆိုတော့ဟုတ်လားညာနေတယ်လို့ဖြစ်နေညာပါဦး strawberry ယူနေပါတဲ့အပြင်းပြေကိတ်ဖို့စားတာဖြစ်ပါတယ်အိမ်မှာအကြီးလည်းရောက်နေအကြီးကိုလည်းကျွေးတာပေါ့နော်ကဲပူလောင်လောင်ကိတ်ဖို့စားတာဖြစ်ပါတယ်